Sanasana Kosapete Kamaya Manasatu Kadola Sansu the Tower of December Korea Skyline Dignity Kailanya Facebook Donation Bhavana Donation Bhavana Tamara Kanana Moyanga Alaya Kotola Ujoti Kapanga Memo Kisan Nidasuni Moyanga Kotoya Savera Puelon Lukotanga Yesuni Igini Doshi Chini Tadi Nini Kesu Pandani ECE TGD Kusan Mikasi Amata Dana Madana Susan Pacha Abamo Yaboga Hikuru Yamaya Abai Chao Eyadi Tigriya Ravi Kana Shiguna de Sinam Yagari Mahadana Gomo Ayuki Gandhi Chukaso Ando Onadavadama Amida Kakaru Yusu Ujon Sakimaya Yogava Godi Nidiya Gami Yantara Godi Yogarani Irangano Loka Vidaya Nato Moma Karudika Dada Yona Jovi Yasa Sadawati Chanda Si Pandula Danda Kumong Kadashin Nata Niya Jishno Yadayadi Kabakoti Rigava Yiga Ticharu Nole Akademiya Yiga Daita Kodayana Masana Kano Kalame Asinche Tingiwa Shijaro Kalakaro Lokayana Lokati Chusiwa Lola Adiyagara Sandasirana Nidaji Masamita Nindachazani Sanyayidu Jalita Vengadakasun Kayana Murabu Karana Viyaji Yanjikanjo Kokatu Yadichi Kirana Chinyaro Adasamu Nayanalo Sevan Kurati Vimanyendo Kagawa Kana Jikanya Swayalo Gaya Shalini Mahakarni Katata Wanyali Vaisagi Kana Chiki Mahakaru Nashinju Jomuno Dada Dada Lauviniya Swatatavai Chanda Si Kwandula Dauda Gomokadajin Nata Aniya Tushinam Yapaya Namayati Yam Yamanuriyati Karosho Shikujati Atuvavadu Sendavati Shabasudati Yabogati Hello Yahania Abaicha Kyuya Yasabyaru Sikai Macha Yasabyaru Hello Dai Machito Kyundalu Yasabyaru Yusugana Yana Shipa Eri Shipa Jamu Madana Krishna Ayatana Macha Tiganida Buddha Yaswali Tayawin Sulu Bantade Hello Juni Yanachita Shanana Jam of your book. Shanana Patate Matanaya Tavanashi. You got the whole heaven Shanana Patate Tavanya. Our Ananda Rasari Buddha Madina Madini Mashina Madini
ရှိသလားရှင်းတာအကြောင်းသိကြရသော်လည်းဒီပေါင်းများဆိုအတူတကွနေထိုင်သွားတယ်ရှင်းတာဆိုတာကိုသိကြတယ်တရားရဲ့ညီတော်ဝါကွဲဆိုတာကိုသိကြတယ်ရသော်တရားပေါ်မှာအကျဉ်းသားတရားတွေအများကြီးရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့သိကြတယ်ရှင်အနန္ဒာရသော်တရားနဲ့ကောင်းတဲ့တော်မှာပါတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတဲ့ကြောင့်ရသော်တရားတက်တော်55နှစ်ရှိတယ်သူလည်းတက်တော်55နှစ်ရှိတယ်ဒီမှာအာဘောကာယဆန်ရွှေကံနဲ့အတူကောလောက်တာရှိအာဘောကာယဆန်ရွှေရသော်တရားရဲ့ပါတဲ့တရားပါတော်မူတဲ့နေ့မှာအတူတကွဖြစ်သွားတယ်အာဆိုတာအနန္တဘောဆိုတာဘောဓိရသော်လည်းဘုရားမူတဲ့ဘောဓိတွေကလည်းရသော်လည်းပါတော်မူတဲ့နေ့မှာဒီကြီးကပါတော့ဖားတဲ့ဆင်းနေမှာပါအာအနန္တဘောဓဘောဓိကာဆိုတာကာရုဏာရဲ့အလိုက်ရသော်လည်းသတိဝိပ္ပိကြောက်ရတယ်လာရောက်နေတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတယ်။အောင်မြင်ဘုရားကိုဖိတ်ခေါ်သွားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။လက်ဆောင်များနဲ့လည်းဘာပဲတော်လည်းဖြစ်တယ်၊ရင်းလည်းရင်းနှီးတယ်လို့ပေါ့။အလျှောက်လည်းကောင်းတယ်၊ပြောလည်းကောင်းတယ်။အဲဒါကြောင့်ခါရ60ပြည့်ဆိုပြီးညမာစာပေမှာသင်ရှားအဲဒီလမ်းပိုင်းကြီးရဲ့ဂုဏ်ကြီးတွေကိုကြားလုပ်ပြီးတော့ဖွက်ဆိုရသော်တရားရေးပြီးတော့ကြွဖို့အချိန်တန်ပါပြီလို့ခါထာပေါင်း60ရှောက်ထားတဲ့ကာလုဒ္ဒအသားမင်းမျိုးတို့ကာလဆိုတဲ့တက်ပြီးခေါ်ရတဲ့ဥဒ္ဒနာယဥဒ္ဒါရီအသားမင်းမျိုးတော့ကာလုဒ္ဒရီလို့ပြောတာခါရ60လို့ဆိုတာမြန်မာစာပေမှာသင်ချင်းရှားတယ်ခွဲတယ်အလုံးပေါင်းသဘောတရားရဲ့တာယာမှုကိုစာပေခွဲဆိုပြီးတော့သဘောတရားမြတ်စွာဘုရားကိုစပိယုကိုရောက်ဖွင့်လာတဲ့ပုဂ္ဂိုလ်အောင်ထူးခြားတဲ့ပုဂ္ဂိုလ်အဲ့ဒါလည်းပါတဲ့ပြောတာရဆိုတာရတောတရဘဂ္ဂသေသနာလို့လည်းနာမည်ခေါ်တယ်ရတောတရဆိုတာဂုဏ်တရင်ချမ်းသာများရရှိထားတဲ့ပုဂ္ဂိုလ်ဘဂ္ဂသေသနာဆိုတာဖေယုလို့အလုံးလာတယ်ပြောတယ်သူတို့သမီးသူလည်းမြတ်စွာဘုရားရဲ့ပါထွေးကိုမြတ်စွာဘုရားရဲ့မေတော်မာယာရဲ့မောင်အရင်ကသုပ္ပဘုရားအဲ့ဒီသုပ္ပဘုရားရဲ့အပြီးပဲဒေဝရတ်နဲ့ဘောင်မှာအရင်တော်တယ်ဒေဝရဟအဲ့တော့တာယဝိသုံးတယ်မောင်မချင်းလက်ဆက်ပြီးသုံးတယ်ရှိတယ်။ဒါပဲလို့တခြားတွေဝင်လာပါဆို။မမလေးတွေလည်းအဲ့ဒီတွေးခေါ်ပြီးရှိတယ်။ဖိတ်ချင်းဖိတ်ကိုယ်တွေလည်းဖိတ်အောင်ဆိုလုပ်ကြတယ်။ဘာညာရောမဟုတ်တော့ပစ္စည်းဥစ္စာနဲ့ပတ်သက်တာဖိတ်ချင်းဖိတ်ကိုယ်တွေဖိတ်အောင်။ဒီရအိမ်လည်းဖိတ်မှတော့ကြောက်တယ်။ဒီရအိမ်ဖိတ်မှဆိုင်တယ်။ဟောတော့အဲ့လိုမဟုတ်ဘူးဖိတ်ချင်းဖိတ်ကိုယ်တွေဖိတ်ဖို့ဆိုတယ်မဟုတ်ဘူးတို့ဆွေတွေမျိုးတွေမှာတခြားလူမျိုးတွေရောလာဆိုဆွေမျိုးတတ်မှတ်ရှိစေချင်အဲ့ဒါလို့ဆွေမျိုးချင်းထက်မြတ်တယ်ဆိုတဲ့ဒီလိုလည်းပြောကြတယ်သို့တော်နိုင်ငံသားကဝေဖန်တဲ့ပုဂ္ဂိုလ်တွေကတွေ့ရတာမျိုးအိမ်တော်ပြုတာမကောင်းဘူးဒီခွင့်ပြုလုပ်တဲ့ပုံနေကြစေတဲ့ကိုအားလို့ဝေဖန်တာလည်းရှိတယ်။နိုင်ငံသားတွေမြင်တဲ့ပတ်သက်ရှိတယ်။ဟုတ်ချင်လည်းဟုတ်တယ်မဟုတ်ဘူးလည်းဖြစ်တယ်။ဒါတွေကကံကြောင်းနဲ့ပတ်သက်တဲ့အခြားကြောင်းနော်။ကာပြားတွေကျတော့ချွတ်ချွတ်တတ်တယ်။ဒါလည်းဟုတ်ချင်လို့ပါ။အဖေရဲ့အည်သွေးအမေရဲ့အည်သွေးဆိုတာကံကိုမစင်စားဘူးဆိုလို့ရှိရင်အဲဒီအည်သွေးကိုလို့ရှိရင်တော့ချွတ်ချွတ်နဲ့ချွတ်ချွတ်အဲ့လိုဒီစားရည်ရှိတယ်ဒါတော့ဒီစားရည်အဲ့တော့ရတော့တာ
ဆန်းဆိုတာဆန္ဒအမှန်နောက်ပိုင်းကျတော့ဉာဏ်ဖြစ်သွားတယ်ဆန္ဒအမှန်ကိုမြင်းပြီးဆွဲပေါင်းတာလို့မြန်မာစာရီထဲမှာရေးကြတယ်မြင်းပြီးဆွဲဆိုတဲ့အခါမကြီးစရာတွေကဘယ်လိုမျက်စိမြင်သွားလို့ဆိုတော့ဘုရားလောကမြင်းပေါ်တက်စီသူကတော့မြင်းပြီးကြီးကိုဆွဲလိုက်တဲ့ပုံစံရေးထားအဲ့ဒါလို့ဆိုရင်တော့မြင်းခန္ဓာနဲ့တည်မှာတော့နားကြီးပြုတ်လာတယ်နော်အဲ့ဒါလို့ဒီလိုမဟုတ်ဘူးမြင်းပြီးဆွဲပေါင်းတာဆိုဘုရားလောကရှိရစီသူကနောက်ကစီနောက်ကစီးပြီးတော့မြစ်ထဲချောင်းနဲ့ကူးတဲ့အခါမှာမြင်းပြီးဆိုတာမြဲခတ်တယ်အဲ့ဒါလို့မြင်းပြီးကမြဲခတ်တဲ့အခါကျတော့ရှိကမြင်းသားကိုရေးစင်မှာဆိုတော့မြင်းပြီးကိုခံထားတယ်လို့ပြောဒီလိုလေးပုံစံအဲ့ဒါလို့ဒီကမယူဆပဲနဲ့သူကမြင်းပေါ်မစီရဘူးမြင်းပြီးကိုဆွဲပြီးနောက်ကရတဲ့ဆိုဖြစ်တယ်စဉ်းစားကြည့်မြင်းကပြေးလို့ရှိရင်အဲ့ဒါပြုတ်ကြရတာသိတယ်နော်အဲ့တော့မြင်းပြီးဆွဲပေါင်းတာမြင်းပြီးကိုထိန်းသိမ်းတာတနည်းအားဖြင့်မြင်းတော်ကမြင်းကိုထိန်းကြောင်းအောင်ဘုရားတော်ကမြင်းနဲ့သူ့ရဲ့ထွက်ပဲဆိုရင်မြင်းကိုပြင်ဆင်ပေးရတယ်မြင်းကိုပြုစုရတယ်ဆောက်ရှောက်ဒီလိုဆိုလိုတာဒါကကျတော့ပကြီးစရာတွေကြီးတာဒီမှာရောက်လာလို့ရှိရင်အများကြီးဟိုလိုခဲ့တဲ့နားနဲ့လောက်တော့ဂျာမနီကနေပို့စကတ်နဲ့ပို့တာပို့စကတ်နဲ့တရားရဲ့ပုံတော်ကိုရေးဆွဲတာအဲ့ပို့စကတ်ဘောရိကေအောက်မှာရသော်ပြားကထိုင်းနေတယ်စာရပေမှာဘောရိဒုက္ခမူလေးဘောရိရဲ့ယဉ်နိုင်တဲ့ဆိုတာမူလေးကိုအင်္ဂလိပ်ကိုပြန်တဲ့အခါကျတော့အင်္ဂလိပ်ဘာသာပြန်တဲ့အခါရုပ်တော့ဟိုယံမာယံချွေးဟိုယံချွေးရုပ်ဆိုပြီးတော့မူလာကိုရုပ်ကိုပြန်တဲ့မကြီးစရာကအမြင့်တွေယူဆပြီးဘောရိဘေကအမြင့်ကြီးတွေကအမြင့်ပဲထွက်ကိုယ်ကောင်းကောင်းအမြင့်ကြီးတွေခေါင်းပေါ်မှာမြတ်စွာဘုရားကအဲ့ဒီအမြင့်ကြီးပေါ်မှာထားရတယ်နော်ဘယ်လိုလုပ်ပြီးတော့သိမြင့်ကြီးပေါ်မှာဒီထိုင်လို့ရအောင်ဘောရိဒုက္ခမူလေးဆိုတဲ့အတိတ်ကညောင်မင်းအောက်ကိုသိနေရတယ်မူလဆိုတာညောင်မင်းရဲ့အနည်းညောင်မင်းရင်းလို့ပြောလို့ဒါဝိမာရီရဲ့ကညောင်မင်းရင်းလိုက်တယ်ညောင်မင်းပြင်းလိုက်တယ်ကျန်တာမဟုတ်ဘူးတော့အဲ့လိုအခါကကိုယ်ကလည်းဖြစ်တဲ့ပေါ့နော်အယူဆလာတာကတတ်လို့ရှိရင်ကိုယ်ကညောင်မင်းပေါ်တော့ထိုင်နေတယ်ဆိုလည်းဖြစ်တယ်အဲ့တော့အခုလည်းမြင်းပြီးဆွဲပေါင်းတာဆိုတာမြင်းပြီးကိုဆွဲပြီးသိသိနဲ့ရသော်ပြရဲ့မြင်းတော်မြင်းထိတ်အမှန်လို့ဆိုတော့သူလည်းဘုရားရဲ့ဝိပွားတော်ဖာပဲဆန်းရွှေကံဆန်းဆိုတာဆန်းရွှေဆန္ဒအမှန်ရွှေကရွှေအိုးကြီးလေးရွှေအိုးကြီးလေးလုံးတစ်လုံးနဲ့တစ်လုံးကပမာဏရုပ်တူတစ်လုံးကကာဝရှိတယ်နောက်တစ်လုံးကနဂါဝရှိနောက်တစ်လုံးကလောကဝရှိနောက်တစ်လုံးကတိယုသနာရှိအကျယ်ဝန်းအဲ့ဒီရွှေအိုးကြီးလေးလုံးကလည်းသက်ဆောင်ပြဖာတော်မူရင်းနေတာပေါ်လာကံညာအန္တမဆံတယ်ဘုရားလောင်းနေလို့ဆန်းကြတာမဟုတ်ဘူးစတိလဆိုတဲ့တစ်ခေတ်ကဆန်းကြတာသူလုပ်ခဲ့တဲ့ကုသကောင်းမှုကြောင့်သူ့အိမ်တော်မှာရွှေရောင်ကြီးပေါ့သူအိမ်ရာကြီးတဲ့ချိန်မှာရွှေရောင်ကြီးပေါ့ရွှေသားတွေပြီးတယ်ကျင်းရွယ်တဲ့ရွှေပေါ့ပေါ့လိုက်လို့ရှိရင်ရှော့တော့တော့ကြီးဆက်ဆက်ဖတ်တာရွှေလို့ချင်းအဲ့ဒါပေါ့ပြတဲ့ပေါ့နောက်ဒီကတည်းကတွေ့လို့ကြတော့အဲ့နောက်လေးမှာကြောင်းရင်ခေါင်းကြီးကိုစီးပြီးတော့နေရွှေစိတ်ရုပ်တွေပေါ်လာအားလို့ရင်စိတ်သက်တဲ့နိုင်ကပုံရတယ်စိတ်သက်တဲ့နိုင်ကပုံရအစမ်းလို့ရင်စိတ်သက်တဲ့ထွက်လာအဝိဇ္ဇာနဲ့စိတ်သက်တဲ့ထွက်အဲ့တော့ကုသကံကကျိုးပေးတယ်ဆိုတာမှန်တယ်အပြစ်နိုင်လို့ပြောလို့ရဘူးထူးထူးဆန်းဆန်းနေတာတစ်ခါတည်းရှိတယ်အဲ့တော့ရှိုးကြီးလေးလုံးကရသော်ဘုရားရဲ့ဘာလို့လဲတော့ပါကံဆိုတာကံကမြင်
ဒီနည်းရတယ်တရားတော်မှားဖို့လည်းနေပါသူကတော့ဝေးတယ်တရားတော်မြင်တာလေးစီးဖို့ပဲသူကဝေးပါတော့တော့ရှိပါတရားဝမ်းမြောက်ပါတာသရိစ္စာဘုရားမပြောတတ်ဘူးတော့ထွက်တဲ့အချိန်ညာလေးတော်သူ့ကိုစီးရတာလို့စိတ်ဆိုးဝမ်းမြောက်ဝမ်းသာဘုရားကသူ့စီးမယ်ဆိုသိဝမ်းသာလိုက်ဖို့တယ်ဘုရားကဒီလိုကိုပြန်ပြီးတော့ပြောတယ်အလောမတောင်းနေတာသင်္ကန်းကိုပြန်တော့လိုက်တယ်သူကလွန်ဆုပ်ပြီးဒီဝဲတာကြာလွန်ဆုပ်တဲ့စိတ်နဲ့ဝမ်းနဲ့ဒရိစံတွေကတော့ဝမ်းနဲ့တဲ့ဆိုရှိတယ်ခုခေတ်တည်းရှိတာလေအဲဒီဝမ်းနဲ့တာလည်းရှိတာနော်နွားတွေကဝမ်းနဲ့တာအေးရွာကြီးကြာသူတို့မှလည်းတာရတယ်အဲ့ဒီကြီးကြီးကလည်းဝမ်းနဲ့ပြီးတော့ဘုရားတော်နဲ့ပြောပါတာသူလည်းတည်သွားပြီးတော့ဒါဝေဒနာကြီးကခန္ဓာကနာတာဆိုတော့ရှိတယ်ဒီလိုပဲအသာဝါရောက်အဲ့တော့အာမောကရဆန်ဆွေကံဘုရားရဲ့ကောင်းတဲ့ကိုရှင်းနာတာပါဝင်ဖြစ်တဲ့ကြာရသော်လည်းတတ်တယ်ဝေဒနာတာအဲ့တော့ရှင်းနာရဲ့ဖန်ပြီးတော့ဒီလိုစာပေကျမ်းအရေးသားလေးတွေနဲ့တော့ရွေးချော်တယ်ရှိကျမ်းတဲ့ကျမ်းတွေလာရှိအမိယောဒနာသောတော်ရရဲ့ညီကသူတို့ညီကိုတွေကအာမတုပြေနာမည်စင်းလေးကိုပေးတာဩဒနာဆိုတဲ့ဩဒနာဆိုတာသမင်းဟာတော့အရေးကြီးတယ်ရွှေမွေကအရေးကြီးဘူးသူစားရတော့အရေးကြီးဒါရွှေမွေရှိတယ်ရွှေမွေမရှိရင်ဖြစ်တယ်ပြဿနာရှိတယ်သမင်းမရှိရင်ဒီလိုမှမဆိုတက်မရှိဘူးဒါကြောင့်သူသားရဲ့နာမည်ရဲ့ဩဒနာဆိုတာသုတ်တော်ဒနာဆိုတာသုတ်တာဩဒနာစင်ကြယ်သောသူကြီးရှိတယ်ဒီလိုပြောတာသုတ်ကောဒနာဆိုတာရှိပွေးသောသူကြီးရှိတယ်သက်ကောဒနာဆွမ်းနိုင်သောသူကြီးရှိတယ်ဒေါတောဒနာရှင်းကြောပြီးသောသူကြီးရှိတယ်အာမိကောဒနာအများကြီးစဉ်ဖြစ်သတိယစွမ်းရည်တည်ရှိတဲ့သမင်းရှိအများကြီးစဉ်သမင်းရှိဒီလိုဩရဏညီတော်၅ခုရှိအဲဒီ၅ခုတွေကအာမတိရဲ့ဘုရားမြတ်စွာဘုရားရဲ့ဒီလိုပြောတာပုသောဆရာနာရဲ့ခရီးတော်ကအပိတောအာမိတော်တာဆိုအမှန်ရှိတာတော့သမင်းရှိတယ်ပေါ့အမတော်ရနာပေါ့အာမိတော်တာဆိုအမှန်ရှိတာတော့သမင်းရှိအခုမာယာနဲ့ကိုယ်အမိတာပါလို့အမိတာပါဆိုမနိုင်စရာတော့မရအောင်ရှိလို့ဒီအဲ့တော့ဒီမှာလည်းအာမိတော်တာဒီမနိုင်စရာတော့သမင်းရှိအဲ့တော့ဆန္ဒနာရဲ့ဖာသမီးတော်ကအာမိတော်အဲ့တော့သူတို့ညီကိုတွေကအဲ့တော့ကြပြီးတဲ့သာသမီတွေထွန်းလာတယ်သုတော်ရဏမင်းကြီးကရသော်ဗျာဘယ်တော့မှရတဲ့ဆရာတော်ပြုတဲ့ဘုရားဒီလိုတော့ဘောရတိကရသော်ဘယ်တော့မှရတဲ့ဉာဏ်မှအရင်ပဇာတိကနန္ဒမေတ္တာနဲ့စနာဝတ္တတဲ့ဥပ္ပဝါအဲ့ဒါရှန္ဒနာရဲ့ဝိဇ္ဇမောပေါ်တွေကစာရကသတ္တမရှိဘူးပုံမနေတယ်သူတို့မိသားစုကဘယ်လိုလုပ်ရဲဆိုတာသိရတယ်။သောတာသူတို့ဖြစ်ရတဲ့နေကခရီးတော်ရဲ့နေကအမှုတော်နေတာ။ရသော်များတဲ့တော့6နှစ်ကြည့်ပြီးဘုရားမှာရှာဖို့ရ6နှစ်ကြာဘုရားရှာပဂရတိုက်တဲ့ဖတ်သွားပြီးတရားရှာတရားကျင့်နောက်ဆုံးဘုရားရှိလုံးတဲ့အားဖြင့်တရားသိတဲ့အခါကျတော့ပထမဆုံးဘယ်လိုစပြီးပြီးသက်တယ်တရားသိတာကဆုံးတာ
ကိစ္စတွေကဘာလို့လာတာလဲဘာလို့လာတာလဲဘာရဏတိဒီဒီပဒနာတော်တယ်သစ္စာဝိကနာဟုကလည်းရောက်နေတယ်ဒါမှသစ္စာဝိကတရားဟောဖို့ဆိုအဲ့ဒါကိုပြီးသက်တာသစ္စာဝိကတရားဟောရင်ပထမဘာလို့ဒီဒီပဒနာမိဂရာဝဝါဆိုတယ်အဲ့ဒီအနေနဲ့တော့သစ္စာဝိကတရားဟောလိုက်တာနောက်ဆုံးမှာဘာသာရေးပိုင်းနဲ့ကျတော့အားလုံးဘာဝနာကိုလက်တာလည်းတော့ဟောပြီးရဲ့ဆုံးမှကျမ်းဖြစ်တာရစကြဟောဒီလက်တာလည်းတော့အားလုံးရမ်းတာဖြစ်တယ်အဲဒီနောက်မှာဘာသာတိကအမှန်မှန်နာမကြီးတဲ့အခြေသာရတာညတော့ဒီရင်ကနေရှင်းပြတယ်ဒီကနေထွက်ပြေးတာလက်ဆော့ပြစီတာလက်ဆော့ပြကတရားဟောတဲ့အခါမှာလည်းရဟန္တာဖြစ်တာယဟန္တာတို့တော့သစ္စာဝိကနာဝါဒီကိုယတယတသင်္ကောင်းကလည်းကြားတယ်သူရဲ့တကယ်ချင်းတရားဟောတာဟာယတကိုချမ်းသာတယ်လို့သင်္ကောင်းကိုဒါကအင်္ဂမမြင့်မြတ်တဲ့လောကတစ်ခုဖြစ်တယ်လို့ဆိုသူတို့ကိုယ်တိုင်လည်းလိုက်ပြီးတော့သင်္ကောင်းတာသိတာလည်းတော့မှန်တယ်အဲ့ဒါလည်းဗာရဏသီတွေမှာလည်းယဟန္တာတွေအများကြီးပေါ့နောက်တစ်ခါဇသနဲ့လူ့ဘဝတကယ်ချင်းဒီ50အဲ့ဒီ50ကိုလက်ပြီးတော့ဟောကြားအဲ့လိုဒီဟောလိုက်တာပရမဝါပါနဲ့ပဲဉာဏ်တာပါ60ဖြစ်အားလုံးဉာဏ်ဖြစ်ရသော်တရားပါလဲ60ပါလောကအမှားကပုဂ္ဂိုလ်60စတဲ့ပေါ်ပါအဲ့ဒီဝါဒတက်တဲ့အခါရသော်တရားဉာဏ်တာ60ကိုဒီလိုပြောဟောတာပြည့်တဲ့အခါကဲဒီဝါဒဆိုမိုးလီဝတာကိုကချင်းနဲ့ပန်းရာကြီးနဲ့အနတရားဟောဖို့ဖတ်ကြဒေသစာရိပိစာတရားဓမ္မတွေဟောပြောကြတလန်းနဲ့မှနှစ်ပါးမသွားတဲ့ကိုလမ်းကိုပါတူစီတူစီဘာဖြစ်လို့တရားမနာရလို့ရှိရင်ဒီကတရားအသိဉာဏ်နဲ့ဆုံးရှုံးနိုင်တယ်ဒါကြောင့်တရားကိုနားလည်တဲ့ပုဂ္ဂိုလ်ပေါ်လာတယ်ဒီသားတွေခီးချကြတဲ့ဆက်တာတိုက်တွန်းပြီးတော့ကိုရောမြတ်ကဘယ်ပြန်လာတော့ဥဝေလာတော့တယ်ဆက်တာအဲ့ဒီဥဝေလာပြန်လာတဲ့အခါကျတော့နောက်ကြတော့ဘာလို့လဲဒါဆိုရင်ဒီဗေမိတာရမင်းကြီးကတော့ထွက်လာတဲ့အချိန်မှာဘုရားတော်နဲ့တွေ့ပြီးသူကတောင်းဆိုတယ်အရှင်ဘုရားချက်လို့ရှိရင်ဒီနိုင်ငံကိုရင်ကြောက်တာအဲ့ဒီတောင်းဆိုတာရှိတယ်သက်သာဘုရားဒါဆိုလို့ပြောတာဗေမိတာရမင်းနဲ့မတောင်းဘုရားကလည်းပြည့်စုံတယ်သက်သာဘုရားတရားဟောလိုက်တယ်ဗေမိတာရမင်းကတော့ဖြစ်အဲ့ဒီနောက်မှာအဲ့ဒီမတိုင်ခင်လာတော့လည်းဥပ္ပဝေကတရဝရှင်းပေါင်းတဲ့ထောင်လက်သေးတစ်ထောင်ချက်တယ်အဲ့ဒီလက်သေးတစ်ထောင်တလားလောက်ချာသူတို့စီယုံပြီးတော့တရားဓမ္မဟောတာဒါလည်းကိုယ်နဲ့တော့မရသူတို့စီယုံပြီးတရားဟောတော့လာရှိကြပြီးဆိုတော့သူတို့အကျိုးတရားရတာအဲ့ဒီယဟန်တထောင်ချမ်းတယ်ပြီးတော့ဝိပဿနာဉာဏ်ဆံဝခံရတဲ့ဘာသာရေးပြီးသွားအဲ့လိုသစ္စာနဲ့ဘာသာရေးပြီးရောက်တဲ့အခါကျတော့ဝိညာဉ်ကြောင့်လည်းဒီကနေ့ဒီလိုကြောင့်အဲ့ဒီအချိန်မှာစတာရိပုတ္တရာလို့ရှိမောင်းဆိုတာရှင်းအပ်တဲ့စိတ်ကတရားအားအဲ့ဒီဘယ်လိုလဲသူကဒီလိုပဲတရားစီရောက်တာတဖြည်းဖြည်းဒီကတိုးလာတယ်ပြောပြတာနော်စာကြောင်းလေးပါတယ်နောက်ဆုံးမှရတာကတောင်းနာဖြစ်တာရှင်းတာရုပ်အဲ့ဒါရှားပြီးရကြည့်မယ်ဆိုလို့ရှိရင်ပရမတ်ဘဝမှာဒီကရာကိုမှနေတယ်ဝါကျွတ်တဲ့အခါကျတော့ဒီဘက်ကလည်းသူ့ဝိလာမှာနေတယ်အဲ့ဒီအနေနဲ့တော့ဒါဆိုပြီးမှဒုတိယဝါဆိုတော့ဒုတိယဝါကျွတ်တဲ့အခါကျတော့ခုနက
ရသော်ဗျာဒါဆိုရင်ကောင်းတဲ့မှာလည်းနေလုံးနေတာရသော်ဗျာတရားဖြစ်လာပြီးတဲ့အခါဘယ်တော့ကြာပါလဲဆိုတော့ဒါတော့ဖြစ်လာတာ6နှစ်တရားဖြစ်ပြီးတဲ့နှစ်10နှစ်ပေါ့အဲ့ဒီလောက်9နှစ်9နှစ်လောက်ကြာတော့ဒါဆိုရင်မှတစ်နှစ်9နှစ်လောက်ကြာအဲ့ဒီအချိန်မှာသောတာပန်ဘုရားပြန်ထုတ်တယ်လာလာပြီးတော့ပြင်ကြတဲ့တတ်တွေကဘုရားစီကတရားအားရတယ်သူတို့ယဟန္တာဖြစ်တော့ပြင်ရမယ့်ကိစ္စကြောင်းရမယ့်ကိစ္စအလျှောက်ကြအေးစေးလေးသူတို့ဒီတိုင်းဘယ်သူမှပြင်ရတယ်နောက်ဆုံးမှကာမိရတယ်ဘာပဲတော့ဖြစ်တဲ့ကာမိကဒီကာမိအဲ့ဒီပြင်တဲ့အချိန်ကောင်းပါဘောမရာတိရဲ့ဘုံကျေးဇူးတွေကိုချီးကျူးပြောဆိုပြီးလက်ဆောင်တော်ကိုပဲ။ဘောမကြီးကလည်းဒါပြီးတော့ဒီနေ့ကနေစတင်ပြီးတော့ခီးချလိုက်တာ။နှစ်လလောက်ကြာတယ်အစုံလာပြီးနေပြီးတော့ရောက်တော့ဒီလိုဆိုတာ။အဲဒီမှာလည်းနောက်တစ်ရက်သုဒ္ဓရဏမင်းကြီးရဲ့လက်ဆောင်တော်ဆောင်းခံထွက်တဲ့အခါဆောင်းခံနေတယ်ဆိုတာသူတို့စီကတောင်းစားတဲ့အခြေအနေဖြစ်တယ်နော်။သူများအဲ့ဒါဆောင်းနေလိုက်တောင်းတယ်လို့ပြောလို့ရတယ်။ဒါကြောင့်သူကပြဆိုရင်ကြီးသက်ဆောင်ကြတော့လာပြီးတော့ဘာလို့တောင်းတာလဲနော်သူကတော့အိမ်လာတဲ့ကိုချိန်ပြီးတော့မဖိတ်ခဲ့ဘူးအဲ့ဒါကိုတောင်းစားတယ်ကိုချိန်ပြီးတော့ပြောတဲ့အခါသက်ဆောင်ကြတာလမ်းမှာလည်းတရားဟောတဲ့အခါဒီသဘောပေါက်တာဘတ်တော်ဖြစ်တာခဏတော့ဒီဘတ်တော်ဆက်ရှိကပိလိုပြေရောက်ပြီးတော့ဘတ်တော်နောက်တတိယနေ့ကရှင်နန္ဒမင်းသားမင်္ဂလာဝဲကျင်းပတဲ့ချိန်မှာကျောင်းခေါ်တော့ရှင်နန္ဒသင်္ကန်းဝတ်တော့9ရက်ပြောင်းနေဆိုရောင်းလာတာအမွေလာတောင်းအဲ့ဒီအမွေတောင်းတာဆိုတော့အမွေပေးတဲ့သူ့ကိုရောင်းဖို့ရောင်းလာတယ်ဒီလိုရသဗျာကပိလိုနေပြီးတော့နေကြတာကတော့ဘယ်တော့ရင်းလဲအခုဆွေတော်မျိုးတော့တရားပြနောက်ဆုံးအဲ့ဒီကနေပြီးတော့သက်ဆောင်တာကြံကြောင်းဝိဒါလိကိပဲကြံကြောင်းနောက်ဝိဒါလိကိမှာ9ပါးရောက်ပြီးတော့တဲ့ခမည်းတော်တို့ကတော့မင်းတရားကြီးသက်ဆောင်ရတရားနာဂံဖြစ်တာနောက်ဆုံးမှာဉာဏ်တာဖြစ်မရှက်မှဖြစ်ပြီးမင်းဘဝဆိုရင်ထီယူအောင်ဆိုတာထီနာစုတဲ့နေရာမြင့်ဖြစ်နေဆိုတာအဲ့တော့နားတော်မှာပဲဒီလာနေဘဝကတာရှိတယ်လက်ဆောင်တော်ကြွပြီးတရားဟောတဲ့အခါခမည်းတော်ရဲ့ဒီကောင်းတဲ့ဉာဏ်မှာတရားဟောရင်ဒီလိုဉာဏ်တာဖြစ်ပြီးတော့ပြည့်စုံဆောင်တရားဖြစ်တဲ့မှာအဲ့ဒီအချိန်အတိုင်းလေးမှာရှင်အနန္ဒာတို့ကသာသနာ့နေတာခမည်းတော်ရဲ့အသက်တော်ငါသားတော်သာသနာ့ဝင်နဲ့ညာဖြစ်နေတဲ့ဆွေတော်မျိုးတော်ရဲ့ချမ်းသာတဲ့တရားတော်ဘောဓိခါရရှိတော့ဆွေတော်မျိုးတော်ရဲ့တော့သင်္ကောင်းကြအဲ့ဒီရှင်အနန္ဒာသင်္ကောင်းတဲ့ဆိုတဲ့ဗတ္တိယဆိုတဲ့တာဂိနဲ့ပါတယ်နောက်အမိဘုရားပါတယ်ဘဂုဆိုတဲ့မေတ္တာပါတယ်သိမိလာဆိုတဲ့မေတ္တာပါတယ်နောက်ဇေဝတ္တတာအလုံးစုံအာနန္ဒ6ဥပါတိဆိုတဲ့သူတို့ရဲ့ပြုစုလုပ်ရတဲ့သတ္တတိတရားဝင်တဲ့9ယောက်သူတို့9ယောက်ရသော်လည်းတတိယဝကတိကြံကြွပါဝေကာတိဒုတိယဒီကောမှာနေတဲ့အချိန်လေးမှာတော့လက်ပြီးပြန်အောင်ကြတယ်သင်္ကန်းဝိညာဉ်ကနေပြီးရှင်အာနန္ဒာအဲ့ဒီဝါဒမှာသောတာပန်ဖြစ်တော့ဘုသူတရားနာပြီးသောတာပန်ဖြစ်တော့ရှင်ဘုံကရဲ့တရားကိုနာတော့ဖြစ်ရှင်ဘုံကဆိုတာသူလည်းလို့ဆိုရင်တပည့်ဆက်ကြမှာမပါသောတရားရတော့ရှင်ဘုရားရဲ့သူတော်ဆိုတာကပိဋကဝတ္တသူတော်တယ်အဲ့ဒါမှဉာဏ်ဆက်တယ်ဟောတော့အဲ့ဒီရှင်ဘုရားကတရားနာရှင်အာနန္ဒာသောတာပန်ဖြစ်ရှင်ပြုလို့တာတော်ဝါလေးပါလေ
ဒေဝစကိပင်ရပါတယ်ဗတ္တိယဘဝဘက်ကမန္တာဖြစ်ပြီးဝိဇ္ဇာဘဝရရှိတဲ့ဒေဝတ္တပုရုဇဉ်ဘဝရဲ့တပည့်ကြီးရရှိတယ်ဆိုလို့ရှိရင်ကိရိယာဘကုတို့ကနောက်ပိုင်းမှာယန္တာဖြစ်ကြတယ်တူသင်္ကဝိဇ္ဇာအဲ့တော့ရှင်အာနန္ဒာကမြတ်စွာဘုရားဖြစ်ပြီးတဲ့နောက်3နှစ်လောက်4နှစ်လောက်အတွင်းမှာဒီမှာဘုရားတော်ကလည်းအဲ့တော့အချိန်ရွက်ကြည့်တယ်ဆိုရင်မြတ်စွာဘုရားက35 36 36ပဲပေါ့ဘုရား39နှစ်38နှစ်လောက်ရှင်အာနန္ဒာရဲ့ဖြစ်သူလည်း38နှစ်လောက်နောက်ခုခေတ်နဲ့ပြောရင်နောက်ကြတယ်ပြောတော့နော်သင်္ကန်းလိုက်တယ်နောက်တရားနာပါပြောတဲ့အချိန်မှာတတိတော်ကြီးကကျမ်းမှာဖြစ်တယ်တတိတော်ကြီးကနောက်တစ်ခါရောက်အဲ့ဒီနောက်တစ်ခါရောက်တဲ့အချိန်မှာတတိတော်ကြီးကတရားဟောတတိတော်ကြီးကမင်းကြီးမင်းဘဝနဲ့နတ်တော်မှာဇာတာဖြစ်ပြီးပြည့်စုံဆောင်ပါအဲ့ဒီတတိတော်ကြီးကိုပြုစုပြီးတော့တရားဟောပြီးရသော်ရခမည်းတော်သာဝနာပြီးတဲ့အခါကျတော့ဝိသတိပိပ္ပစိတန်သွားတယ်အဲ့ဒီချိန်မှာဒီလိုတော့ဟောပြီးတော့နန်းတော်မှာနေလို့စိတ်မရှိတော့သုတ္တရဏမင်းကြီးလည်းမရှိဘူးအသဘာဝပဲသဘာဝဒါရီတိတိအာရုံကြီးရောရသော်ဘုရားကသင်္ကန်းဝတ်ပုံရတယ်အဲ့ဒါသူကတိုင်းပြည်မှာနေဖို့မပြောတော့မပြောတဲ့အတွက်ကြောင့်ဘုရားတော်လည်းဒီကုသိုလ်ကိုပြုစားတယ်။အဲဒီနားပါလား။ရသော်ဘုရားရှိဒီသတိတော်မြင်ကြီးဇာမနာပြီးတဲ့အချိန်လေးမှာရသော်ဘုရားရှောင်းသေးတယ်။သင်္ကန်းဘုရားဘုရားပြုတယ်နဲ့ရသော်ဘုရားဘုရားကြီးကိုကြွား။အဲ့ဒါနဲ့ဝိသမေကိုဖြတ်တယ်။သဘောတူတဲ့တိုင်းမင်းသမီး900သူကစမင်းကိုဖြတ်ပြီးသူတို့ကိုယ်တိုင်ဘေကုဏီမှာဘုရားနာမနဲ့ပါနော်ဝေဒာတိရောက်တဲ့အခါဒီဘေကုဏီမှာဘေကုဏီအဖြစ်ရရှိအောင်ရသော်ဘုရားကလက်ခံတဲ့အခါရှင်အာနန္ဒာကရှောက်ထားပြီးပြီးရနောက်ဆုံးရှင်အာနန္ဒာရှောက်တော့တယ်ရဘေကုဏီနာမနဲ့အဲ့ဒါကြောင့်လို့ဘေကုဏီတွေကရှင်အာနန္ဒာကိုသိချင်းပြုတယ်နောက်ပိုင်းမှာဘေကုဏီတွေကရှင်အာနန္ဒာရုပ်ထုကိုကိုယ်ဝယ်တယ်ဆိုတာတော့ဘာလဲဆိုတော့ဘေကုဏီကျောင်းတွေမှာရှင်အာနန္ဒာကိုချိန်နေရှိရုပ်ထုကိုနောက်တော့ကျေးဇူးတင်ဘေကုဏီပြုလုပ်ခွင့်ရရှင်အာနန္ဒာကအောက်ဆောင်ပြီးရှောင်းတာကိုသူမရှောင်းရင်ရမှာမဟုတ်ဘူးလက်ဆောင်ရရှောက်ကောင်းလို့ရနော်အဲ့ဒါရှင်အာနန္ဒာတို့သာသနာ့ဘာဝဲတာအနေထားလို့အနေထားအဲ့တော့ဒီလိုပဲပြတ်ဆောင်ကြတယ်ရှင်အာနန္ဒာတို့ဆိုတာတွေ့လိုက်ဒီလိုပဲနေမှာပေါ့သို့တော့ရှင်အာနန္ဒာက50ဆက်တဲ့တကယ်ကြည့်တယ်ရသော်ဘုရားအလောင်းတရားကျင့်တာပဲဘဝကဖြစ်ပေါ်လာတဲ့ကျင့်တာမှုအလုံးစုံရှိတယ်နောက်ကျန်တဲ့ပုဂ္ဂိုလ်တွေဒီရှင်အာနန္ဒာကရသော်ဘုရားကိုယ်ဆွချစ်သူများတော့ဒီလိုဆိုတာနောက်ဒီလေးတော့ဘာလို့လဲသုံးတဲ့စကားကိုနေပြီးစိတ်ကဝိသနာရသော်ဘုရားကိုသိခင်တဲ့ပုဂ္ဂိုလ်ကိုပြောတော့ရှင်အာနန္ဒာကဘုရားပေါ်တားလို့ကြီးဒါကြောင့်ပြည့်စုံလို့ပြီးတဲ့အခါရှင်အာနန္ဒာကပြည့်စုံတဲ့ပုဂ္ဂိုလ်ရှိဘယ်လောက်ထိအောင်ပြည့်စုံနေပြန်စဉ်းစားလို့ရသော်ဘုရားရဲ့ကိုယ်တော်များခန္ဓာကိုယ်ကြောင့်သတင်းတော့တဲ့ရရတရားဆိုလို့ရှိရင်ကိုယ်ချင်းခန္ဓာကိုယ်လိုက်တာပတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဆောဘုရားကအလိုရှိကိုအတ္တနာဝိပေါ်လိုက်ရင်ကစနစ်ဖြစ်နေအောင်ရသော်ဘုရားတက်ပတ်ပြီးအကြောင်းပြတော့တယ်ကိုယ်ခါမှဖြစ်တယ်။အဲ့တော့ညအိတ်တဲ့ဘောမရှိဘူးပေါ့နော်။အဲ့တော့ပြောင်းပြီးဆိုင်တယ်။နေပြီးနေပြီးကျိုးတော့လည်းနေတော့တယ်။ဒါပေမဲ့ငါ့ကိုဆောင်ပြီးတော့ပြီးဒီလိုလုပ်တာပေါ့။အဲ့တော့ရှင်အာနန္ဒာကရေချိန်ကြမှာလက်ဆောင်ကြားရတယ်။အ
အလုပ်တွေးရတယ်စတဲ့ပြီးရရှိတာပေါ့ရှင်းပိုင်းကလည်းဒီကောင်းတွေပါပဲဒီရပါရခပြုကောင်းတွေပြောတာတို့တော့မြတ်စွာဘုရားတို့ပြောတယ်ဓမ္မဘောဓိကိုခေါ်တယ်20ကာလအပြည့်မှာဆိုလို့ရှိရင်ခုနကဆန္ဒရတော့ပြုစုနေတဲ့အချိန်မှာရှန္ဒနာပြုစုတဲ့ပုံပဲဖြစ်ရသော်ရတဲ့တက်တော်55နှစ်ရှိအဲ့တော့55နှစ်ရှိရတယ်ကိုနေရာတွေတော့လိုက်ဒီနေရာတွေတော့လိုက်ရှင်းပြောင်းပြီးတော့ပထမဝါဒုတိယဝါဒသတိယဝါဒရှင်းပြောင်းပြီးတော့ဒီတော့တို့တော့ရှန္ဒနာပြုစုရတဲ့ဆိုတာ12ဝါဒတော့လည်းရသော်ရတော့ပြုစုလို့ဖြစ်ချာနော်ဒါပေမဲ့လူကြီးရာကြီးမရသေးတဲ့အချိန်ဘလို့ကြီးရာကြီးရတယ်12ဝါဒတော့ဝိရိယစာတိမှာကံယောဂီခံနေဘုခေါ်ရေးရှားဖြစ်ဝိရိယစာတိကဘာလို့အဲ့ဒီအချိန်မှာရသော်ရကဘာဆိုပြီးရဖြစ်ရသော်ရကပြည့်တဲ့ဝိရိယစာပုံစံကြတော့ဘာလဲတော့ဘာမှဘုရားကိုဆောင်းပေါ်တောင်းလို့အဲ့တော့ဘုရားကနေပြီးတော့ဆောင်းပေါ်တောင်းလို့โอ้မြင်းကြီးကမြင်းကုန်တယ်မြင်းမောင်းသားရတယ်ဒါလေးဝိရဒတာမှာစရဲချမြင်းကြီးမရောက်ရတယ်အဲ့မှာစရဲချနေတာမြင်းကြီးစားလို့ဆိုရင်ခြုံကြမ်းနေပေါင်းပြီးယူလာတာရှိအဲ့ဒီမြင်းစာခြုံလေးကိုရဟန်းတွေစားကြလို့ရှိရင်သူစားတနေ့တနေ့တကွာစားရှင်အာနန္ဒာကသက်ဆောင်ရမြင်းစာခြုံလေးကိုလူခံပြီးတော့သူကဆောင်းထဲမှာထည့်ထားစားလို့ကောက်လို့ကောင်းကြားရည်အားလို့ဖြည့်ဆွက်ပြီးတော့ရသော်ကြောင့်ခိုက်တယ်အဲ့လိုမှတ်တာရှိတယ်နော်အဲ့တော့12ဝါမြောက်ဘုရား12ဝါမြောက်တော့လည်းရှန္ဒနာရသော်ကြောင့်ပြုစုလို့ပြီးခဲ့တဲ့ဖြစ်စဉ်ကိုချိန်ရှားတို့တော့လည်းရာဟုရတဲ့ဖြစ်ပေါ့ရှန္ဒနာကျိုးရင်ရှန္ဒနာပြုစုတယ်ဆန္ဒကိုယ်တော်ကြီးကျော်တဲ့ကဆန္ဒကိုယ်တော်ကြီးကပြုစုကြတယ်အဲ့လိုနေရင်ရသော်ကြောင့်တက်တော့55နှစ်လောက်နှစ်20ပြည့်အဲ့ဒီဘုရားကနှစ်20နဲ့အနှစ်20ကာလပတ်လုံးကိုနေရာဘယ်တော့မှဒီနေရာဘယ်တော့မှတည်တခြားမရှိဘူးစင်ကြီးရာရသော်တရားဟောကျွမ်းကျင်ဝယ်မဲ့ပုဂ္ဂိုလ်တွေရှိရာရွှေ့ပြောင်းပြီးတော့မြေလုံးနေရှိဒီသက်တော်55နှစ်ပြည့်တဲ့အခါကျတော့ဝါရိကာလပုံမှန်တဲ့လုံးနဲ့နေလို့ဖြစ်လာဘယ်ဟာလဲဆိုတော့အာဝတိပြည်စေတော်အကြောင်းနဲ့ပုဂ္ဂိုလ်အကြောင်းအာဝတိမြို့ကနာရသတိကြီးကသိက္ခာဆိုင်တဲ့တရားတော်ဒီနေ့ကိုကြောင်းတော့တာဝိတ္တကာဘုရားကိုသိက္ခာဆိုင်တာအဲ့တော့နာရသတိကြီးဆိုတာဒါကလည်းမှာလည်းဘုရားကိုသိက္ခာဆိုင်တဲ့ပုဂ္ဂိုလ်ကိုသင်ရှားတယ်ဒီနေ့တော့ကြောင်းသွားတယ်အိမ်မှာလည်းနေ့စဉ်တန်ခါးလေးကိုဆောက်ခဲ့တယ်နောက်ဆုံးမှာကြောင်းသွားတဲ့အခါရသော်ဘုရားကသူ့ကိုတရားဟောတယ်တရားပြန်လာမှဆိုတော့ဘယ်တော့မှဒီကောနေလည်းမပြီးဘူးဘယ်တော့မှသူ့တရားဟောပါလို့မပြောဘူးနာရီတစ်ချက်လူရာသာကပုံဖြစ်ဆက်ပြီးဒီလိုကြောင်းအဲ့တော့မြတ်စွာဘုရားနာရီတို့ဝိတ္တကာတို့ဓမ္မခြေပြရတယ်ဆိုပြီးတော့ဝါရ20ရဲ့ဒီကနေ့20ဝါရောက်တဲ့စာ45ဝါကြည့်အောင်နှစ်ပေါင်း10နှစ်ပေါင်း10ကဝါရကတာဆိုလို့ရှိရင်တာဝတိမှာမှာဆိုတာဝတိမှာမှာဆိုအဲ့တော့တခါတည်းရဇေယျကျောင်းမှာလည်းတော့ဇေယျကျောင်းမှာကြားတယ်ဆိုလို့ရှိရင်မနေ့ကဘုရားကိုပြောတယ်အဲ့ဒီအသက်အကြောင်းဘုရားရဲ့ကျောင်းဆိုတာတာဝတိရဲ့အရှိပဲမှာရှိအာစီရာကိုကြည့်လိုက်တယ်ဇေယျကျောင်းကတော့တာဝတိရဲ့နောက်တော်ရှိအဲ့ဒီကျောင်းတစ်ကျောင်းကိုဆက်ဆော်တာလက်နဲ့နှစ်ပေါင်း20နဲ့50နှစ်အဲ့ဒီနဲ့ဆောင်းတယ်လို့ဆိုနှစ်ပေါင်း20ကျော်အဲ့ဒီအချိန်ကနာဝတိကြီးကိုရောက်တဲ့ရသော်ဘုရားသူ့နာမှာပြည့်စုံတဲ့ဉာဏ်လေးအစမပြေဖို့ကြီးကြောင်းသာရပိဋကရှင်အာနန္ဒာအတွက်အခွင့်အရေးပေးတယ်လို့ယူဆရမှာ
ရှင်တနာတို့ပါဝင်တာကပြိတ္တကမြတ်စွာဘုရားပါမေးရှိတယ်လို့ဆိုအေးတဲ့ဒါနဲ့အသက်ကြီးလာပြီတဲ့ဒါတို့ရေရပြုစုတဲ့ဖြစ်ရှိဘူးတဲ့ကျောင်းရကျောင်းကဝင်ပြီးတော့ပြုစုတဲ့အခါစင်ကြယ်ဘူးတဲ့တချို့ရဟန်းကလည်းဒါကဒီလမ်းကိုသွားတယ်ဆိုရင်ဒီကဒီလမ်းမသွားလို့ဆိုရင်လမ်းကသွားတယ်ဆိုရင်ဒါသမီးတွေလမ်းချလို့ထွက်သွားတယ်တဲ့ဒါပြောတဲ့စကားတော့ချောင်းဘူးနောက်တစ်ခါတချို့ရဟန်းကလည်းဒါကတပါးနဲ့နေပါအောင်ဆိုတာဆိုင်ဘူးတဲ့ဒါတပါးနဲ့ပြစ်ထားတယ်ဆိုတော့တရားထုတ်တယ်ဆိုပြီးထွက်သွားတယ်အဲ့ဒီလိုအစမပြေမှုတွေဖြစ်တယ်ဒါကြောင့်အမြဲတမ်းကားကိုပြုစုလို့ဖြစ်တဲ့ရဟန်းတပါးကိုရှားကြပါမဆိုင်ဒါတော့ဘုရားကပြုစုခံတယ်လို့ပြောတဲ့ဘောဒီလိုတွေ့လို့တာမန်ဘုရားကိုနေတယ်ရှင်းတာကလည်းအခွင့်အရေးပေးဖို့လက်ဆက်စကားဘာလို့လဲဆိုရှင်းတာကသူကစုပန်လာတဲ့ပုဂ္ဂိုလ်ကိုဘယ်လိုကရရဆောက်ရတဲ့ချက်မှာရဆောက်ရတဲ့အလုံးရင်းနှီးတဲ့သူမနာဆိုတာကဒီဘုရားကရဆောက်ရတဲ့အလုပ်ကြီးရမှာပါဖြစ်အဲ့ဒီအလုပ်ကြီးရမှာပါစက်တမအားချအဲ့ဒီကုလောကအတ္တမရသော်ဗျာပြုစုလို့ပြီးတော့ဘုရားကမှရင်းပြီးအဲ့ဒါလိုရင်းပြီးတော့ဒီသုမနာထေကိုအားချဘယ်လိုလဲရသော်ဗျာသူကိုယ်လည်းကိုယ်အောင်လို့လုပ်ပြီးစုပတ်တယ်ကဘာတသိတဲ့စုပတ်အဲ့ဒီစုပတ်တဲ့ဒီကနေ့သူဒီစုကြည့်ဖို့ချိန်ကြတယ်ဒါကြောင့်ရသော်ဗျာလည်းတက်တော်50ခါမြရှိတာပြီဒီရောက်လာပြီဒီလေးရလာပြီအဲ့ဒီအချိန်ကတန်ခါပိဋကတ်ကမိတ်ခါကြတယ်ရှင်သာရိပုတ္တရာစိတ်မကောင်းကြစိတ်မကောင်းလို့ဆိုတာဓမ္မတန်ခါဖြစ်တယ်အရာစကားနဲ့တောင်းလိုက်စိတ်မကောင်းဘူးစိတ်ကောင်းဖြစ်တယ်ဆိုတာလူတွေဆိုလို့ရှိရင်တော့အကုသိုလ်ဖြစ်တယ်ဉာဏ်နဲ့တော့ဓမ္မတန်ခါဖြစ်တယ်လို့ပြောတယ်စိတ်မကောင်းဖြစ်ဖို့ဖြစ်ကြီးကဒေါသဝမ်းနေတဲ့စိတ်ကောင်းမဟုတ်ဘူး။ဖြစ်မှဖြစ်ရတယ်ဆိုတဲ့စိတ်ကောင်းနော်။အဲ့တော့ရှင်သာရိပုတ္တရာကစိတ်ကောင်းဖြစ်ကြတယ်။ဒါနဲ့အရှင်ဘုရားပြီးတော့ပြည့်စုံရတယ်မှာဆိုရှင်သာရိပုတ္တရာကစရှောက်။ရှောက်တဲ့အခါကျဆက်ပြန်လက်ခံတယ်။ဘာလို့လဲဆိုတော့ရသော်ဘုရားကကြွနေတဲ့နေရာတွေမှာရှင်သာရိပုတ္တရာကတောင်းယူလို့တရားဟောတယ်။အမှန်တမ်းပညာဖြစ်တဲ့ပုဂ္ဂိုလ်အဲ့တော့မြတ်စွာဘုရားရဲ့အဲ့ကတောင်းတာဖြစ်တယ်။ဒါကြောင့်သူကပြည့်စုံလို့မဟုတ်ဘူး။ဒါကဒုတိယတောင်းအဲ့ကတောင်းတာဖြစ်တယ်ရှင်ဘောဓနာကိုရှောက်။ရှင်မာဂရအစတဲ့ဉာဏ်ကအတိအကျရှောက်တယ်။ဘုရှောက်တာပါလဲ။ဒီလောကကရှင်အနန္ဒာပြည့်ပြည့်ပြီးကိုအဲ့ဒီအချိန်မှာရှင်အနန္ဒာမထေရဒီပိဋကတ်ထဲမှာပါနေတယ်ပြီးတော့ရှောက်တယ်သူလည်းဘုရားကိုပြည့်စုံဘူးလားဒီရကိုယ်တော်ကတိုးတိုးတိုက်တွန်းကြတယ်အနန္တရှောက်ပါလားဘာလို့မရှောက်တာလဲရသော်ဘုရားကပြည့်စုံပါမယ်ရှောက်ပါလားလို့ဆိုရှင်အနန္ဒကပြောတော့ကိုယ်တော်တို့တောင်းလို့ရတဲ့ຢာဘူးကတန်ဖိုးရှိပါဘူးဘုရားကသူ့တောင်းတိတာပဲပြီးရင်သူ့လိုချင်လို့ရှိရင်အနန္တကဝေပြုစုလို့ပြောမှာဟောတယ်သူကလည်းအဲ့လိုတွေးနော်မရှောက်ဘူးအဲ့ဒီလိုပြောတဲ့အခါရသော်လည်းသူ့ကိုယ်လည်းဒါတော့စတောင်းတာတဲ့ပုဂ္ဂိုလ်ဖြစ်နေတာဟုတ်အာနန္ဒာသူ့ဘာသူပြုစုပါလိမ့်မယ်ရသော်လည်းစကေးနားလိုက်တဲ့အခါအာနန္ဒာကသူ့တိနဲ့ဒီကားကိုပြုစုပါလိမ့်မယ်အဲ့လိုမရှိလိုက်တဲ့အခါကျတော့ရသော်ဘုရားမေးကြည့်တော့ရှင်အနန္ဒာကအားလျှောက်တယ်ရှင်အနန္ဒာကရသော်ဘုရားကလည်းတတ်ပြီးပြောချင်တယ်အဲ့ဒါကအကျဉ်းပါလောကအကြောင်းပေါင်းနာတယ်ဘုရားနဲ့အနိကနေတဲ့ပုဂ္ဂိုလ်ဆိုတာအပြည့်အစုံဖြစ်တယ်လူတကာပြေတော့ကြတာဖြစ်တယ်ကဲရဲ့ဆရာတွေဖြစ်တယ်ဒါကြောင့်အဲ့ဒီပြဿနာတွေကိုရှောင်လွှဲဖို့ပယ်စု၄ပါးနဲ့တောင်းစု၄မျိုးရသော်ဘုရားခွင့်ရည်တွေပါခွင့်ရည်တောင်းတယ်လို့ဆိုတာ
ဘုလိုလူကျင်တဲ့ခွင့်ရတောင်းနေတယ်ရသော်ဘုရားစီကသူမလို့ချင်တာကိုမြင်လျှောက်အဲ့ဒါကိုပြည့်စုံလေးပါလို့ပါဘာလဲလို့ဆိုရင်နံပါတ်1ကရသော်ဘုရားရတဲ့သင်္ကန်းသူ့ဘယ်တော့မှမပြီးပါဘူး။ဘာလို့လူတွေကဘုံဘုံမြတ်မြတ်ဘုရားဆိုတဲ့သင်္ကန်းထုတ်ကြတယ်လူရဲ့အခါကျတော့အာနန္ဒာကပြုစုပေါ်ရတယ်ဆိုတဲ့သင်္ကန်းပြီးတယ်အဲ့ဒီသင်္ကန်းကိုဘယ်တော့မှမပြီးပါဘူးမပြီးရဘူးဒါတရားစီအပြီးကောင်းတာရလာတဲ့သင်္ကန်းကိုဘယ်တော့မှမပြီးဘူးရလာတဲ့ဆောင်းကိုလည်းသူ့ကိုဘယ်တော့မှမပြီးဘူးနော်ပြီးတော့ရသော်ဘုရားနဲ့သူကြောင်းဆောင်တဲ့ပြည်ရဲ့နာတာကိုတရားတွေတော့တိကဆောက်တာတဲ့အကြောင်းနဲ့သူ့ကိုဘယ်တော့မှသူမချပါဘူးဒီအခွင့်အရေးဒီဟာတွေကိုတောင်းတာနောက်တစ်ခုကရသော်ဘုရားကိုပြည့်တဲ့နေရာတွေတရားဓမ္မတွေကဘုရားကိုပြည့်လို့ရှိရင်အနန္တနာနဲ့လိုက်ခဲ့ဆိုတယ်မပြည့်မဲနဲ့သူ့ကိုခေါ်သွားတာလို့ဒီလေးချက်ကြည့်ဘာဖြစ်လို့တောင်းရတာလို့ဆိုကြည့်ဒီကလူဆိုတာကအမျိုးမျိုးဝေဖန်တတ်တယ်အနန္တကဘုရားကိုသိပြီးမှတော့သူကဘုရားလူတဲ့နေရာတွေဝတ်တယ်ကောင်းတာတွေကိုဝတ်ရတာဟုတ်ပြီးတော့ကောင်းပြီဆိုရင်ဘုရားလူတဲ့အစားအစာတွေဆောင်းနေစားနေရပြီးတော့ဇေကြကြတဲ့ဘုရားရဲ့အကြောင်းတွေမှာသူကဇေကြကြတယ်လူတွေကဘုရားကတော့ဆွဲဆွဲလုပ်ပြီးတာအဲ့တော့ဒါရီရလို့သူလုံးတာလုပ်ကြွေးတာပေါ့သူတို့ရရင်တို့လည်းလုပ်ကြွေးနိုင်တာလေဆိုတဲ့လူတွေကဒါမှမဟုတ်ဘူးအခုကလည်းရှိတာလေဒါမျိုးကလူဆိုတာဒီတိုင်းပဲအိုးနေခဲ့တဲ့တော့ကလည်းဒီပေါင်းတစ်ထောင်ပါရတာသူပဲဖြစ်ဖြစ်အနေလူပဲဖြစ်ဖြစ်လူဟာလူအတွေ့အကြုံဒါပါပါဒီလိုခွင့်ရပြီးကြပါတို့လည်းလုပ်နိုင်တာပေါ့ပြောချင်တာအဲ့ဒါကြောင့်အခွင့်အရေးဆိုအခုမှမယူဒီအခွင့်အရေးကိုရချင်တာဒီအခွင့်အရေးကိုမပေးပါဘူးအပေစုလေးပါလို့နော်အားလုံးအမိမအောင်ပေစုလေးပါနော်ရတဲ့ဆောင်သင်္ကန်းကိုမပေးပါနဲ့ရတဲ့ဆောင်ကိုနဲ့ကျွေးပါနဲ့အကြောင်းနဲ့ပါမနေခိုင်းပါနဲ့သူပြည့်ပြည့်ရရကိုသူခေါ်သွားပါနဲ့ဟာလေဟောနောက်တစ်ခုကျတော့သူလိုချင်တဲ့ချက်၄ချက်တောင်းဆိုအဲ့ဒီလိုချင်တဲ့အချက်၄ချက်ကဒါသူ့အတွက်အခွင့်အရေးကိုပြအောင်ဆိုတော့အာနန္ဒာဘုရားကိုပြုစုတဲ့ပုဂ္ဂိုလ်ကိုဆိုလူတွေကအားလုံးနဲ့ကြီးဘုရားကိုပြည့်ပေးပါဘုရားကတည်းကဘုရားပါလေလူကြီးနာဆိုဘုရားကတည်းကဘုရားနဲ့ပြည့်ဖို့ဆိုတာဓမ္မခက်တဲ့အခါကျတော့လူတွေကနေပြည့်နိုင်တာမှာရှင်အနန္ဒာကပြညာတဲ့သူဒီအပြည့်အစုံကိုလက်ခံနေတယ်လို့ဆိုသူကသဘောတူလက်ခံထားတဲ့နေရာဘုရားကသဘောတူပြီးတော့ပေးတာတောင်းဆိုတော့သူလက်ခံထားတဲ့အပြည့်အစုံကိစ္စကိုလက်ဆောင်ပြန်ပြောပေးတာနောက်တစ်ခုကပါလို့ဆိုရင်ရသော်များနဲ့တွေ့ချင်လို့အဲ့ဒါဝေးလာတဲ့အရက်တွေကလူတွေဟာရောက်လာတတ်တယ်။ရာသာကလည်းရောက်လာတယ်။အဲ့ဒါလို့ဘုရားနဲ့တွေ့ချင်လို့အဝေးကနေပြမတကြီးလာတဲ့ပုဂ္ဂိုလ်အချိန်မရွေးဘုရားနဲ့တွေ့ခွင့်ပေးခွင့်ရှိတယ်။တွေ့ခွင့်ပေးခြင်းအဲ့ဒါကိုပြောတာ။ဒါကသူတို့ချင်းတဲ့အခွင့်အရေးတွေဒါပဲ။တောင်းတဲ့အခါမျိုး။နောက်တစ်ခုကပါတော့သူ့မှာတရားဓမ္မနဲ့ပတ်သက်ပြီးတန်တရားရှိတာ။ရှိလာလို့ဆိုအဲ့ဒီတန်တရားအတွက်ချက်ချင်းမြတ်စွာဘုရားကမေကောမေးတယ်ဘုရားမေးလို့ရှိရတယ်။နောက်တစ်ခုကသူ့ရဲ့ပွဲရမှာပြတ်ပါတရားရှင်အနန္ဒာကိုပြန်ဟောပေးတယ်။ဒါကဘာလို့လဲဆိုစာပေတောင်းကိုဆက်ဆောင်အဲ့တော့ဒါကတောင်းစု၄ပါးလို့ခေါ်တယ်။ဒီတောင်းစု၄ပါးကိုဘယ်လိုတောင်းရတာလဲလို့ဆိုတဲ့အခါလူတွေကပြောကြတယ်အခွင့်အရေးရတယ်တစ်မျိုးပြောတယ်မရဘူးပြောလူဘဝတယ်နော်အခွင့်အရေးမရလို့ရှိရင်အနန္တရာဘုရားတော်ကလည်းဒီကောင်းတော်လိုက်ပြီးကြွေးနေတယ်သူ့မှာဘာအခွင့်အရေးမရှိတော့ဆိုပြီးပြောကြတာပဲ
အဲ့ဒီပြောတာအာခွင့်ရေးမှမရဘူးဆိုတော့တရားတော်တဲ့ပြောနေတယ်ပေါ့အာခွင့်ရေးမှမရဘူးအဲ့ဒါလိုပြောစရာမရှိဘူးရှင်အနန္ဒာဒီတောင်းဆိုလို့ဒီလိုခွင့်ရေးတွေရှိတယ်ရှင်အနန္ဒာကသူလက်ခံထားတဲ့ပြည့်ပြည့်စုံစုံတရားကလက်ခံပေးရတယ်သူပြည့်စုံနေတဲ့လူတွေတရားကိုတွေ့ခွင့်ပေးရတယ်တန်တရားရှိရင်ချက်ချင်းတရားစီရေးလျောင်းတယ်လို့ရှိရတယ်တခြားမှာဟောခဲ့တဲ့တရားတွေလက်စွပ်ပြန်ပြန်ဟောတယ်ဟုတ်လားခွင့်ရေးသူလိုချင်တဲ့ခွင့်ရေးကဓမ္မခွင့်ရေးအဲ့ဒီလေးခုသတောင်းဆိုတာရသော်ရဘောဓုသဘောတူတယ်ဒါကြောင့်လို့ရှင်အနန္ဒာမထေရရသော်ရစီကဓမ္မခန္ဓာပေါင်း၈တောင်းလေးတော်ဓမ္မခန္ဓာပေါင်း၈တောင်း2000ရသော်ရစီအားလုံးသိကြတဲ့ဒီလေးကြီးရှင်အနန္ဒာအတ္တနဲ့လာတဲ့တရားတွေကိုဘုန်းကြီးတို့တင်ပြီးတော့ဟောပြောနေကြတယ်ဧဝမေတိတံဆိုတာရှင်အနန္ဒာရဲ့စကားတာဏတာပြေတော့တရားစီကဒီလိုနိုင်အတ္တဆောင်ထားခဲ့တယ်ဆိုတော့သူစီကအများကြီးကဒါကလည်းဘာရှင်းတောင်းနေတော့လက်ဆောင်ပြဆိုအဲ့ရဲ့ဒါကတော့ရှင်းတောင်းနေတာရှင်တာရိပုတ္တရာလို့ဆိုတာ2000အားလုံးပေါ်တဲ့သူနှုတ်တဲ့ဆောင်ရတဲ့တရားပေါ်မှာဒါကလည်းဘာရှင်းတောင်းတဲ့၄ချောင်းဒီလိုဆိုတာနော်ဒါကလည်းဘာရှင်းတောင်းနေတော့နှုတ်တဲ့ဆောင်တဲ့ဒီအတွက်တရားဓမ္မတော်ကိုဟောသူ့ကိုပြန်ပြီးတော့သင်ပေးရတယ်ဒီလိုသင်ပေးတာဒီလိုနေတဲ့ခွင့်ရလေးတစ်ခုအဲ့ဒါရသော်ဘုရားကခွင့်ပြုလိုက်တဲ့အချိန်ကနေစပြီးတော့ဘုရား90နဲ့6နှစ်ကအင်္ဂါကနေစပြီးတက်တော့80အထိမခွဲတော့ပါအမြဲတမ်းရသော်ဘုရားကပြုစုအဲ့ဒါမှတာဝန်ချအောင်ပြုစုလို့ပုဂ္ဂိုလ်တာဝန်ချအဲ့ဒါကပြုကြည့်တယ်အာရစီကြီးနဲ့ပြုလို့ဒါကြောင့်အချိန်သူ့မှာဆိုတရားအထောက်အပံ့အချိန်တောင်ရှိဘူးဒီပေါင်း20နဲ့9နှစ်ပတ်လို့ရသော်ဘုရားအရေးတစ်ပွဲတရားမှာအရေးအနေထားရှင်အနန္ဒာဘုရားရဲ့ထိဆောင်မှာလိုက်ပါတာဝန်ချအောင်ပြုစုရတာအဲ့တော့ရှင်အနန္ဒာမှတ်သားကြတာဓမ္မတော်သူကသောတာပန်ဖြစ်နေတယ်လို့ဒီပေါင်း20နဲ့9နှစ်အတွင်းမှာတဲ့ဘယ်တော့မှဒီကာမရာဂစိတ်ဆိုတာခါမပေါ်ဘူးနော်ပြီးတော့ဒေါသခါမဖြစ်ဘူးနားတယ်25နှစ်ဒေါသခါမဖြစ်ဘူးရသော်ဘုရားကိုပြုစုလုပ်ပြီးတဲ့အခါမေတ္တာကာယကမေတ္တာဝစီကမေတ္တာတော်ပြည့်ရသော်ဘုရားကလုံကျွေးရတဲ့သူစိတ်ကပွက်တာခါမှမရှိဘူးဆိုတော့သူပြန်ပြောပြစကားလေးရှိတယ်။အဲဒီမှာတာဝန်ကြီးတဲ့ပုဂ္ဂိုလ်ကသို့တော့ရသော်ဘုရားကိုပြုလုပ်လို့ပြရတဲ့အခါသူစိတ်ထဲမှာဒီလိုတော့ဘုရားကြီးပြိဋိဘဆန္ဒမှာတခါသူပုံရဘာလို့ပုံရလဲဆိုဒီလိုတော့ပြိဋိဘဆန္ဒနဲ့သူဝမ်းနေတယ်ဒီလိုတော့ပြိဋိဘဆန္ဒကိုအကြောင်းပြုပြီးဘုရားလည်းမချမ်းတဲ့ပြိဋိဘဆန္ဒမှာမှာရဲလို့ဆိုတဲ့အတွေးတွေဝင်လာလို့စိတ်ကြီးရှင်းတာကရသော်လည်းပတ်သက်တယ်တရားစံတန်တာကြီးတယ်ပြိဋိဘဆန္ဒနဲ့တက်တော်ဆက်ဆက်တယ်မှာရှင်းတာခဏခဏကိုရသော်လည်းပေါ့ပေါ့လို့ပြောရအောင်နော်ရှင်းတာအဲ့ဒါကရသော်လည်းကျင်လာတဲ့လောကရှိတယ်တန်ရောဆိုင်ဘဝကတွေ့တာကတမယာကပါလာတဲ့အကျဉ်းနာတရားလို့ပြောတဘောဝလည်းတရားမှာအကျဉ်းနာမဟုတ်ဘူးတမယာကလည်းအတ္တမကျဉ်းနာရသော်လည်းဒါဆိုစတဲ့ကမှာဆိုလို့ရှိရင်ရှင်အနန္ဒာနဲ့ဘုရားအလားမြဲတမ်းတွေ့ကြတယ်တွေ့တဲ့အခါမှာပရိသေဓမ္မတာလို့ရှိကြတယ်ဆိုအဲ့ဒီအားအဆိုစာနဲ့တရားသိရှိတယ်အဲ့တော့ရှင်အနန္ဒာမထေရဒီလိုနှစ်ပေါင်း20နဲ့9နှစ်ပတ်လုံးဒီချင်းချင်းပြုံပြုံရသော်လည်းတာဝန်ကိုယူပြီးတော့ပြုစုတယ်တစ်ဖက်ကလည်းဓမ္မတာဝန်ကိုယူပြီးတော့ပြုစုတယ်အဲ့လိုပြုစုတာဒီခုနကပြောရတဲ့တ
ညဆိုလို့ရှိရင်မအိပ်မနေဘာနာကုရိတဲ့ဒီနေ့ကိုဘတ်နောက်ကတရားကိုဆောင်းရှောက်ပါအဲ့လိုနေရနေပြီးတော့နောက်ဆုံးဆိုတော့ရှင်းရတာရသော်ရတယ်ကျွန်တော်တက်တက်ဆက်ဆက်ဒီလိုရောက်တော့နောက်ဆုံးကုသိနာရဲ့ခရီးကိုကြွားတယ်ဒုရပါတော့ရသော်ရတယ်ကျွန်တော်များအားရနေအလုံးမောပိုင်းလာတယ်ဝါတော်လေးလာလို့မောပိုင်းနဲ့အနန္တငါကြီးစားရေကဆောင်းပါလို့ဆိုတော့ရှင်းနေတာအချင်းရတဲ့ဒီမြစ်မှာခုလေဘောကားကိုဖြတ်သွားလို့ရေနောက်နေတယ်ရှင်းသားမှာရေကလေးတွေရှိပါတယ်အဲ့ဒီမြစ်ကြရေကြီးတာတွေတွေ့ပါတယ်ရှောက်ရသော်ရကတရားဟုအနန္တအားရေအမတန်စားနေတယ်ဆိုတော့တရားကတိုင်တော့မှများတယ်ခုနကလေဘောကားရဲ့ဖြတ်သွားတဲ့မြစ်ကိုဆင်းပြီးတော့ရေခါလိုက်တဲ့လေဘောကားရဲ့သူစိတ်ချင်းအတော်ကိုရေတွေနောက်နေတယ်ချင်းတရားရဲ့ဒီလိုကြောင့်ရေရကြီးနေအဲ့ဒါလည်းအဲ့ဒီကိုခတ်တယ်ဘုရားကတရားဥပါဒ်ကိုအဲ့ဒါတွေတွေ့ရတယ်ရေကြီးတော့ဆက်တဲ့နေရာတို့ပါလို့ဆိုဟုတ်လားဘောကတော့ဒီလိုစာရတာပါတယ်အဲ့ဒီနော်ဟုတ်လားဘောကဆိုတာအဲ့ဒီနေရာဟုတ်ကလားဘောကလားပြောနိုင်တယ်ပြောတယ်နော်ရသော်ဘုရားရဲ့အဖြစ်တော်စင်ကဖြစ်တယ်အဲ့တော့နောက်ဆုံးသုတိနာကိုရောက်သွားတဲ့အခါရှင်းလာတာဘုရားကိုသိဆောင်ရှောက်တယ်နောက်ဆုံးမှာသူပတ္တရပတိတကောင်းအချိန်မှာဘုရားကိုတွေ့ကြတယ်ဆိုတာလာရှင်းလာတာတွေ့တယ်မင်းတို့ဒုက္ခမပြေနဲ့ရသော်ဘုရားသိအားနေတယ်ဒုက္ခမပြေချင်တော့တွေ့မှာရသော်ဘုရားကြားတော့အာနန္ဒာလည်းထုတ်လိုက်ပါသူတွေ့လိုက်ပါအဲ့ဒါနောက်ဆုံးချိန်နော်သူပတ္တပရပိုင်မှာလက်ဆောင်ဘုရားနာရတဲ့နောက်ဆုံးဉာဏ်နာဖြစ်တာအဲ့ဒီနေရာမှာတရားပြည့်တဲ့မဆတ်ကြီးရောဉာဏ်ဖြစ်ဉာဏ်နာဖြစ်တာဒါကြောင့်သူပတ္တနောက်ဆုံးတော့ဒီလိုဆိုတာရှင်ကောနေကြကသမာဓိကသူပတ္တနောက်ဆုံးအဲ့ဒီချိန်ကလက်ဆောင်ကမှားစရာရှိတယ်ရှင်းတာမှားလိုက်ဒါလေးမှားခဲ့တော့အနန္တကာလမရှိတဲ့နောက်မှာဝိနည်းသိက္ခာပုဒ်နဲ့ပတ်သက်ပြီးတော့ဒီအသေးအခွဲသိက္ခာပုဒ်ကိုတန်ခါရသဘောတူလို့ဆိုရုပ်သိက္ခာကိုရှိတယ်ပယ်ဖြတ်နိုင်တယ်လို့ပါခဲ့တာရှိတယ်နောက်တစ်ခုကတော့အနန္တငါမရှိတဲ့တော့ငါဟောတာတဲ့တရားငါပြညာတဲ့ဝိနည်းမင်းတို့ရဲ့ဆရာပဲဆိုလိုတာကရသော်ဘုရားရဲ့ယာရုကိုဆက်ခံတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်ပုဂ္ဂလာမရှိဓမ္မကိုဘုရားရဲ့ယာရုကိုဆက်ခံလူတွေကြတော့အဖွဲ့အစည်းရဲ့ပုံမဟုတ်ဘူးခေါင်းဆောင်တယောက်ကောင်းပါရင်ဒါပေါင်းတော့တယောက်ဆက်ခံဘုရားမြတ်စွာဘုရားသာသနာတော်မှာဘုရားရဲ့ယာရုကိုဆက်ခံတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်တရားကဆက်လက်ပြီးတော့မြတ်စွာဘုရားရဲ့ကိုယ်စားတရားတော်ကဆက်လက်ပြီးတော့ဆောင်တယ်ဒီလိုဆိုနော်အဲ့ဒါလေးမှထားပြီးတော့နောက်ဆုံးအချိန်မြတ်စွာဘုရားကလာရောက်ဝိသတိပြည်ကလူတွေထူးတတ်ကြအဲ့လိုထူးတတ်တဲ့အချိန်ခရောတဲ့ရှင်းလာတာကအမျိုးသမီးတွေမိုးချုံမှာဆိုတော့အရင်ဆုံးအမျိုးသမီးတွေကိုဖူးွက်ပြီးအဲ့ဒါမှစနစ်တကျစီစဉ်ပေးရတယ်လူအုပ်ကြီးကအဲ့ဒါမှကြီးတယ်လူအုပ်ကအဲ့ဒါမှများအဲ့ဒီအချိန်မှာအမျိုးသမီးတွေကိုဒီခိုင်းတယ်ပြီးတော့မှအမျိုးသားတွေဘာဖြစ်လို့လဲတိတ်မိုးချုပ်သွားတယ်အမျိုးသမီးတွေအချိန်မတော်အချိန်ဖြစ်မှာဆိုအဲ့ဒီမှာမြတ်စွာဘုရားကိုဖူးရင်းကနေအမျိုးသမီးတွေငိုကြတဲ့အခါကျတော့မြတ်စွာဘုရားကသူတို့ရဲ့ကြားတယ်ဒါလည်းပါနော်အဲ့ဒီနောက်ဆုံးဖြစ်အဲ့ဒါလို့ရှားလာတာနောက်ဆုံးသူကိုယ်တိုင်လည်းငိုကြွေးတော့မြတ်စွာဘုရားကအနန္တပဲသွားလို့ဆိုအနန္တဝတ်နေပြီးတော့ပို့တယ်သူကဘာပြောပြီးငါလည်းပဲသုံးတတ်တယ်မရှိသေးတယ်မြတ်စွာဘုရားကိုသိက္ခာဆောင်တော့မယ်ငါမှအားကိုးရရှိတော့ဘူးဆိုစိတ်ထဲမှာဝမ်းနေမြတ်စွာဘုရားကအနန္တပဲသွားလို့ဆိုတော့မိုးနေခေါ်ခိုင်းပြီးအနန္တမဲမှာကုသိ
ကုသိုလ်ကောင်းမှုကိုပြေဝရှိပါတယ်ဝမနေပါနဲ့တရားအထုတ်တော့မကြခင်တရားပြန်ရပါမယ်ဆိုတာအားပေးပြောတယ်အဲ့ဒါလို့နောက်ဆုံးမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့ဘုရားပြိဋိဘံဆံသွားပြီဆိုတာလည်းကြော်ညာရတဲ့အချက်အများအဲ့ဒါလို့မြတ်စွာဘုရားရဲ့ဘုရားရဲ့နောက်တစ်ခုရှင်အနန္ဒာကိုမှားထားတဲ့စကားတစ်ခုရှိတယ်ခုနကမြတ်စွာဘုရားနဲ့တောထွက်တော်ကမြင်းပြီးဆွဲပေါင်းဆောင်ဆိုတဲ့လူကတောထွက်တော်ကသူနဲ့ဘုရားအောင်တော်ဦးနဲ့ထွက်ခဲ့တာသူကအဲ့ဒါအများနဲ့ခုံယူတယ်ခုံယူတော့ဘုရားပေါ်မှာတော့တာရစတာရှိတယ်သူကဘယ်လိုမဟုတ်ဘူးတန်ခါလေးကိုမဟုတ်ဘူးဘုရားနဲ့တရားကိုတို့တောထွက်တော်ကငါနဲ့ငါတို့ရဲ့ရှင်သာနှစ်ယောက်တည်းသွားတယ်ခုမှလာပြီးတော့လူတော်လုံးကြတယ်ဆိုတော့တဲ့ဟုတ်ရှင်သာလေးတော့လာဘူးဘုရားရှိခိုးပြောလို့မရဘူးဒါလည်းသူစိတ်ပဲခုခေတ်လည်းပြောကြတယ်ပေါ့လားအမေရှင်တော့ပေါ်ချင်းရွှေချားပြီးဆိုပြောတယ်နောက်ပါလာတဲ့လူရေတော့တော့ဒီလိုမြင်လာပြီဆိုအဲ့ဒါလိုပြောလို့မရတဲ့ဒီဆန္ဒနဲ့ပြဿနာကျမ်းနေဘုရားလည်းဒီလိုပြောလို့မရဘူးသူကကောင်းပါကျမ်းမပြောတာထောင်ဘူးအဲ့ဒါလည်းရသော်ဆန္ဒငါတက်ချင်ရှိနေလို့ဘာမှပြောလို့ရမှာမဟုတ်ဘူးငါမရှိတဲ့တော့သူ့ဇမဒံသေးချာဇမဒံဆိုတာဘာလဲသူလုပ်ချင်ရတော့ဖက်လို့စကားမပြောတော့ဒီလိုသူ့ဖက်လို့စကားမပြောဘယ်သူမှမဆုံးမဘူးသူလုပ်ချင်တာလို့ဆိုပြီးလုပ်ထားတယ်ပေါ့အဲ့ဒါလည်းရှင်းနေတာမှားတယ်အဲ့ဒါလို့ရှင်းနေတာအချင်းချင်းသက်တော်ဘုရားရဲ့ကောင်းမှုကိုအားတာဝန်ယူပြီးတော့ပြုစုခဲ့ရတယ်နောက်ဆုံးဘုရားပြည့်တဲ့ဆံသွားတဲ့အခါမှာလည်းသူစကြောင်းလေးကိုမပြတ်ဘူးသူကမြတ်စွာဘုရားရဲ့ပြိဋိဘံကိုဝယ်ပြီးတော့တာဝတိကိုဇေယဝလို့ပြန်သွားပြီးဇေယဝကျောင်းမှာဆိုရင်ဘုရားကြီးဆက်သွားကြတယ်အကြောင်းမှာပစ္စည်းတွေလည်းမနေရတော့သူကဝင်တဲ့အမိုက်တွေကလည်းဆော့ပတ်တွေကလည်းဆော့အကုန်လုံးဘုရားရှိတဲ့ကဝိကျွန်းတွေလုပ်ခဲ့တဲ့အတိုင်းပြန်လုပ်ပြီးတော့ငိုကြွေးအဲ့ဒါလေးကိုဘုရားပြည့်တဲ့ဆံတော်ဒီလိုတွေလုပ်တယ်နောက်တော့တသားတယောက်ကလာပြီးတော့တတိပေးတယ်ဒီလိုမလုပ်ဘူးလို့တတိပေးတယ်အဲ့ဒီဆံတော်တွေရှိတယ်နောက်ဆုံးမှာတာဃာနာတင်ဖို့ပဲရသော်ဘုရားဟောတဲ့ဘုရားကြီးသုတိရှိကိုတာဃာနာတင်ဖို့ရှင်သာရိပုတ္တရာတာဃာထောင်သိမ်းစုမိတဲ့တဲ့ရဟန္တာလေးပြုပြီးပြေးလိုက်တာပါ900တော့မာယောဝေးတာအဲ့ဒါရှင်အနန္ဒာကသောတာပန်ဖြစ်တယ်သူ့ကိုတွေးဖို့အားလုံးကရှင်အနန္ဒာကိုထိုက်ပြီးပါလို့ပြောတယ်ရှင်မကတ်တော်လည်း499ပါရှင်အနန္ဒာထက်လိုက်တော့ပါ900ပထမတန်ခါကျင်းတယ်လို့ပြောချတာဒါလည်းပဲရှင်အနန္ဒာပါဝင်ပြီးတော့ဆောက်ရတဲ့ကိစ္စအဲ့တော့ရှင်အနန္ဒာအကြောင်းကိုလည်းပြောလို့ရှိတယ်တော့ဒါကကြားတယ်မှတ်သားစရာအတ္တမှများတယ်အတွေ့အကြုံစရာတွေအတ္တမှများတယ်ရှာနေတာကြည့်ရတယ်အဲ့တော့နောက်ဆုံးမှာတခါလာဝဲရောက်တဲ့အခါရှာနေတာမှာပြစ်တင်ခံရတာချက်၅ချက်ရှိတယ်ဝိုင်းပြီးတော့ပြစ်တင်တာတခါကဝိုင်းပြီးတော့ဖြစ်တယ်ဘာတွေပြစ်တင်လဲဆိုတော့ရှာနေတာတဲ့ကိုယ်ချိုးရင်းချက်တွေပြောမယ်လို့ရသော်ဘုရားကဒီစကားကြီးတမ်းပြီးတော့ပြောနေပါလေလားကိုတော်ကရှင်ပြားတဲ့တက်တန်းစိတ်အောင်နေတော်မူပါတော့ကိုတော်တောင်းပါလို့အဲ့တော့80ကျမှာရသော်ဘုရားကအဋ္ဌိပတ်၄ပါးပွားတာလို့ရှိရင်တက်တန်းစိတ်အောင်နေလို့ရတယ်တက်တန်းစိတ်ဆိုတာဘာပြောတက်တရားဖြစ်အောင်နေလို့80ကတက်တရားဖြစ်အောင်နေရတယ်အဲ့ဒါကိုဒီပါဘုရားကိုတော်ချောင်းတယ်အဲ့ဒါကြည့်ကိုတော်ဆိုရဆန္ဒနာကရှင်ပြားတို့ကိုလေးစားတော့အပ်ပြီးတော့လက်ခံတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမနက်ကပြီးတော့စိတ်ကိုကောင်းကောင်းရှက်ထားတယ်ပြီးတော့ဘာလို့မှမသိဖြစ်ဘူးနော်ဒါသူ့ပြည့်တင်တာနမပြည့်တစ်ခုနောက်နမတိကပါလို့ဆိုရှင်ရသော်ဘုရားရဲ့သင်္ကန်းကိုဘုဒ္ဓကတာတိကဝိရိကသင်္ကန်းကိုချုပ်တော့တာခြေတော်ကြီးနဲ့တက်နေပြီးတော့ချုပ်တယ်
ဆိုတော့ဟုတ်ပါတယ်ပြီးတော့ကိုယ်ပဲလူရှိတော့ခြေထောက်နဲ့နင်းပြီးတော့ချုပ်ရမှာအဲ့ဒါလည်းပြည့်နေတာနောက်တစ်ခုပြည့်နေတာကဘာလို့လဲမာတုကမတွေတရားရကပရမတွေဘိက္ခုနီသာသနာအဖြစ်ကိုယ်တော်ပဲလျှောက်ဘိက္ခုနီသာသနာဘုခွင့်ဘိက္ခုနီဘုခွင့်ကိုကိုယ်တော်လျှောက်တာပေးတာအဲ့ဒါလည်းပြည့်တယ်အိန္ဒိယနိုင်ငံမှာမြို့သမီးကိုစတဲ့စိတ်ရှိတယ်နော်ခွင့်မပေးတဲ့ဘောအများကြီးအဲ့ဒါလို့ပြောတော့ဟောဘူးတဲ့လူတွေတော့တော့ပြီမြတ်စွာဘုရားရဲ့မတ္တမကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကြီးဒါကြောင့်မြတ်စွာဘုရားရဲ့ကျေးဇူးဆက်တဲ့သူဟာဒီလိုရှောင်လာတယ်သူကတော့ပြည့်တယ်ဒါပေမဲ့ကျွန်တော်တို့လေးစားသွားတယ်ဒါပြည့်တယ်ဆိုင်တယ်ဒီလိုပြောတယ်မတ္တမလေးမှာနော်နောက်တစ်ခုဘုရားပြိဋိဘဆန္ဒလေးမှာကိုရောမာတုကပါလေအရင်ရှိခိုးခိုင်းတဲ့အမျိုးသားတွေကိုဥစားမပေးဘဲနဲ့အမျိုးသမီးတွေဥစားပေးတယ်ဒါလည်းတစ်ပြည့်မဟုတ်ဘူးတဲ့ညစ်နေသွားတဲ့ရှင်အမျိုးသမီးတွေကအချိန်မတော်ဖြစ်မှာဆိုပြီးတော့ဥစားပေးတာရှင်များတို့ကပြည့်တယ်ဆိုလို့ရှိရင်ပြီးတော့ပြည့်ပြီးပြောပါတယ်ဒါလည်းပြည့်တော့မဟုတ်ပါဘူးသူ့ရဲ့ရည်ရွယ်ချက်ရှိတယ်နောက်တစ်ခါမြတ်စွာဘုရားကငါပြိဋိဘဆန္ဒတော်ပြီးလို့ရှိရင်နှုတ်ပဲတဲ့အရာတွေကိုနှုတ်ပဲနိုင်တဲ့ဝိနည်းသိက္ခာပုဒ်နဲ့ခုတ်ရတယ်ခေါ်တဲ့သိက္ခာပုဒ်နဲ့နှုတ်ပဲနိုင်တဲ့ဒီလိုမှားသွားတဲ့အချိန်ကိုတော်ဟာဘယ်ဟာကခုတ်တယ်ဘယ်ဟာကအမှုခုတ်တဲ့ကဘယ်သိက္ခာပုဒ်ကိုမြတ်စွာဘုရားဆိုလိုတာလဲမေးဖို့ကောင်းတယ်ပေါ့ကိုတော်မမေးခဲ့ဟုတ်ပါလေဒီတော့အဲ့ဒီအချိန်မှာတောကတာအားများနေတာအဲကြောင့်ဒီလိုမမေးဖြစ်ခဲ့တာဒါလည်းမှားရချက်ကိုဒီလိုမခံဒီလိုလေးလည်းအဲမှတ်တတ်တယ်မှာရှိတယ်နော်အဲ့တော့ရှင်သာမထေရကိုတရားအနည်းဆုံးနေတယ်ဆိုတော့ပြည့်တင်ခံရရင်သူ့ဝေဝိုင်းပြည့်တင်တယ်ဒီလိုလည်းရှိဒါမျိုးသဘောလို့ပြောမှာလေနော်လူသဘောလို့ပြောအဲ့တော့နောက်ဆုံးမှာပရမတ္တနာတင်ထားတဲ့ရှင်သာနာတို့ဥဆောင်ပြီးတော့တင်သွားတယ်နောက်ဆုံးမှာရှင်သာနာအသက်တော်ပြောင်းနေသွားတယ်တက်တော့120ကျော်တတိယ20ရှိတတိယ20ရှိသူ့ဘယ်မှာပြိဋိဘဆံတော်လို့ဆိုရောဟိနိမြေကံမြေမြေကံပေါ်ဟိုဘက်ကံကလူတွေကလည်းသူ့ကိုကိုးကွယ်ကြတယ်ဒီဘက်ကံကလူတွေကလည်းကိုးကွယ်ကြတယ်အားလုံးကဒီနှစ်ဖက်လုံးကသူ့ကိုချီးညိုလေးစားကြတာဆိုတော့တစ်ဖက်ဖက်ကိုသူပြိဋိဘဆံတယ်ဆိုတော့ဇန်တစ်ဖက်နဲ့ချင်းများကြတာညာဖြစ်ကြတာလူကြရဲကြတယ်ဖြစ်မှာဆိုလို့ရှင်သာသာကသူပြိဋိဘဆံတဲ့နေရာဘယ်လိုရွေးလိုက်လဲကောင်းရင်ရမှာပြိဋိဘဆံရေရောဟိနိရေရစ်တဲ့ကောင်ပေါ်မှာကောင်းရင်ရမှာပြိဋိဘဆံဒိဋ္ဌာလိုက်တယ်ကောင်းရင်ရမှာပဲသိသောတာကံကြောင့်သူ့ရဲ့ခန္ဓာကိုချက်ချင်းတန်းပြီးဘုဘက်မှာဓာတ်တော်တဆူရှေ့ဘက်ကမှဓာတ်တော်တဆူနောက်ဘက်ကမှဓာတ်တော်တဆူရှင်သာသာရဲ့ဘဝအဲ့ဒီမှာဆုံးသက်ပါအဲ့ဒါလည်းဒီမှတ်တမ်းလေးတွေကဘာလို့သိရလဲဆိုတော့လောကမှာမတည်ဘူးတဲ့နေရာဆိုတာမရှိဘူးဆိုတော့ရှင်သာနာကမတည်ဘူးတဲ့နေရာတည်တယ်ဆိုပြီးတော့ဒီစာကြောင်းလေးချက်တာရှင်သာနာဆိုတဲ့ဘာသာသိရတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေမသိရတာများရှိတယ်။ရှင်သာနာကပဒမထူးဆန်းတယ်။ဉာဏ်သာဖြစ်တာလည်းဣရိယာပု၄ပါးပြုပြီးဉာဏ်သာဖြစ်တယ်လို့ပြောတယ်။ပရမတ္တနာတိကတိအချိန်မှာရှင်သာနာဖြစ်တာလက်ဖြင့်ကတော့တန်ခါနာတင်မဲ့ဒီကနေ့ဉာဏ်သာဖြစ်တယ်တရားတော်မှာဖြစ်တယ်တရားကရနောက်ဆုံးမှာသောတုကရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ငါဝိရိယနဲ့သိများလို့သမာဓိလဲနေဝိရိယများတော့ဥဒိစ္စဖြစ်တယ်ပေါ့အဲ့ဒါကြောင့်ဝိရိယကိုလည်းရှောက်တယ်အဲ့ရပါလဲပဲတော့အဲ့ရပါဆောင်းရင်းတင်ပြီးတော့ခြေကလည်းခေါင်းကလည်းခေါင်းပေါ်မကျဘူးခြေထောက်ကလည်းကရင်မှကျန်းရတယ်ကြွဒီစัจ जा လေးမှာရတာဖြစ်တာအဲ့တော့ရှင်းတာကမတ္တရရင်ရတာဖြစ်တာလည်းမဟုတ်ဘူးခိုင်းရင်ရတာဖြစ်တာလည်းမဟုတ်ဘူးတွားရင်ရတာဖြစ်တာလည်းမဟုတ်ဘူးအိပ်ရင်ရတာဖြစ်တာလည်းမဟုတ်ဘူးလို့ပြောတယ်အမှန်တမ်းထူးဆန်းတယ်လို့ဆိုအေးရသော်ရတဲ့ကိုယ်တော်များတယ်ဌာနတောက်ဆိုတဲ့ရှင်မျိုးဆုရှင်မျိုးကိုရပြီးရသော်ရဖို့ဥပဋ္ဌာကဣတရက်ဇာတိဖြစ်
ပြုစုလုပ်ပြီးတဲ့ရှန္ဒနာရဲ့အကြောင်းအရာပြောင်းရတော့ကြံနေတယ်သို့တော့ဒါတော့ဆိုလို့ရှိရင်ရှန္ဒနာရဲ့ပုံမှန်တတ်တာအားလုံးဒီနှလုံးသားထဲမှာရောက်ရှိရှန္ဒနာဖြစ်ရလို့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာသိရှိနားလည်ဖြစ်ကြတယ်ဘုရားရသော်အပြုစုလုပ်ပြီးရဟန်းတော်ဇေယျအမျိုးမျိုးအကျင့်အမျိုးမျိုးသို့တော်လည်းဘုရားကိုပြုစုလုပ်ပြီးတဲ့အကျင့်ဆိုးတာသူ့နဲ့ခတ်တာတွင်ဇာတိပုဂ္ဂိုလ်ကနောက်ဆုံးတော့ဉာဏ်ဖြစ်သွားတာလေဒီသူ့နဲ့ခတ်တာတူပဲရသဗျာကိုဘောကနာတော့ဒီနောက်ဆုံးလူဝါချကိုပြန်ရောက်တာသာသနာ့ဘာသာကိုဖတ်ခေါ်တော့ဘာသာကိုသူပြောင်းသွားတဲ့ပုဂ္ဂိုလ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတနည်းမဟုတ်တနည်းသူတို့ရဲ့အမှားကိုပြင်ပြီးတော့အောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးရောက်ရှိတော့နောက်ဆုံးကဉာဏ်ဖြစ်သွားကြတယ်ဆိုတာတွေကိုဘုန်းကြီးတို့မှတ်သားကြရတယ်။အဲဒါကိုတရားစိတ်ကိုတို့သိကြအောင်လို့လူဘဝလူရဲ့လို့ဖြစ်လာလို့ဆိုရင်ရသော်ဘုရားကတဏ္ဍာမျိုးဆိုကြုံတွေ့ကြတယ်။အားလုံးလူဘဝဒီလိုဖြတ်တတ်တဲ့ဒီပုံစံပဲဆိုတာကိုအသိဉာဏ်နဲ့နှလုံးသွင်းနိုင်ပြီးမိမိတို့တဏ္ဍာမှာဇေယျဆိုးတွေမကြံရခုဘဝပြုပြီးပြီးတော့အသိဉာဏ်ပြောရပြီးဇေယျကောင်းတွေချောင်းကားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ပြောတယ်။သန္တဝါများစွာဘဝရ